အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ TikTok က Spider-Man No One ဖြစ်ပါတယ်ကဲကျွန်တော်ဒီကောက်ပြပါမယ်เนาะဒီကောက်ကဘတ်3300နဲ့ရမယ်ကောက်ပါလောလောဆယ်ကြီးပါတဲ့ပြိုင်ကားလည်းကျွန်တော်အရင်ပြပါမယ်เนาะဒီပြိုင်ကားအပိုင်းအောင်လေးပါပါမယ်เนาะ game play ရတယ်သူကလည်းဆော့ရန်ကောင်းပါเนาะဒီကောင်တော့ D-set level 6ပါเนาะ D-set level 6အကောက်ဖြစ်ပါတယ် let's go game ပိုင်းကြွမယ်ဒီကောင်က total game 15လက်ပါပါမယ်เนาะကဲဒီကောင်တော့ level 6ပါ D-set level 6ဒီကောင် level 1ပါမယ်ဒီကောင် UMB level 4เนาะဒီဘက်စိဒီကောင် level 2ဒီကောင်မှာစကုတ်လေးတွေပါမယ်เนาะစကုတ်3ဆပါမယ်6ဆပါမယ်ပြီးတော့ holo လေးပါမယ်เนาะဒီချီထောက်လေးတွေပါမယ်ပြီးတော့ create လေးတွေပါမယ်ဒါလေးတွေပါမယ်เนาะချော့ကန် game စိဒါလေး game စိဒီကောင် game စိချော့ကန် game စိเนาะဒီကောင် game စိ level 1 game စိဒီလောက်လေးရှိမယ်เนาะပြီးတော့ office ပိုင်းကြွမယ်เนาะ office ပိုင်းမှာဆိုရင်ကျွန်တော်ဒီခွေးလေးလည်းပါလေเนาะခွေးလေးပါတယ်ဟိုကြောင်လေးပါနော် sorry office ပိုင်းပါတော့ဒါတော့ office ပိုင်းမှာပြန်အဲ့ဒီtransformer လေးတွေပါမယ်နော်ဒါလေးပါမယ်ကြည့်မယ်ကဲအင်ဂျီပိုင်းမှာဒါလေးနော်အင်ဂျီပိုင်းမှာသူကလည်းသူအများကြီးပါပါနော်ပါပါတယ်ဒါအုတ်ထုတ်ပိုင်းမှာအုတ်ထုတ်ပိုင်းမတ်တစ်တစ်လုံးပါမယ်ဒါတော့အုတ်ထုတ်နော်အုတ်ထုတ်ဂျိုလေးတွေပါနော်သူအနေထားသူဟာလည်းသူပါပါတယ်နော်ဒါတော့မျက်နှာဖုံးကြည့်မယ်နော်ဒီမျက်နှာဖုံးလေးပါမယ်ပြီးတော့ကကျွန်တော်ကြော်သွားတယ်နော်ကျွန်တော်ကြော်သွားတယ်တခိုးမျက်နှာဖုံးလေးပါမယ်နော်တခိုးဒါမျိုးလေးပါမယ်ပြီးတော့ TDN set ချိုးမယ်ဘေးထုတ်နော်အဲဒါအတိုလေးနဲ့ဆက်မယ်ဒီတော့အမဲတွေအလောဝါကာလေးရှိမယ်ပြီးတော့ဒီကောင်ကပက်နော်ပက်ပြီးတော့ကျွန်တော်ဘောင်းဘီပိုင်းမှာတွားဆိုရင်ဒါမျိုးလေးတွေပြီးတော့ဒီကောင်ကချာပါနှစ်ထပ်ဘောင်းဘီလေးပါမယ်နော်ဒီမှာနော်ဝတ်ထားလိုက်ပြီနော်နှစ်ထပ်ဘောင်းဘီလေးပါပါမယ်ဒါတော့ဖက်နက်လေးဖြစ်ပါတယ်ဖက်နက်လေးဝတ်လိုက်အောင်မယ်okay let's go အဲ့လိုမျိုးပြီးတော့ဒီမုတ်နည်းနည်းပါဒီကရေခဲအင်ဂျီပါနော်ရေခဲအင်ဂျီပါဆိုတော့ကျွန်တော်ကြုံသွားတာနော်ဒါကတော့လေထီးဖြစ်ပါတယ်ဒါကရိုက်တာလေးဖြစ်ပါတယ်နော်ဘုံပိုင်းမှာကြည့်ပါတယ်ဘုံမှာလည်းပါနော်ဘုံတွေပါတယ်မီပလင်းတွေပါတယ်အစုံပါတယ်နော်လော်ဘီမပါဘူးပြီးတော့ဒီကောင်ကဒါလေးတွေပါမယ်နော်ဘဲဘုံလေးတွေပါအောင်မယ်ဒီကောင်ကကြံအကြီးတွေမပါဘူးနော်ကြံတုံးတွေမပါဘူးစပင်နှခွားမပါပါဘူးနော်ကဲဒီကောင်ကတော့ဘတ်3000နဲ့မှ300အတိပါနော်လို့ရှင်တော့comment မှာ high တွားလိုက်ပါနော်မြန်မာငွေနဲ့ကတော့4သိန်းအတိပါโอเค